လိုင်းမော်တကယ်ချင်းအားလုံးမင်္ဂလာနေ့ခင်းမှာမင်္ဂလာနေ့လက်ခင်းမှာလို့ကဲကုံစင်းတယ်လေးရတော့ဒီမှာဝါးလေးဆွဲပြီနော်ကဲဒီနေ့ကတော့ဘာနဲ့စားမလဲဆိုတော့ဒီမှာကစုံရွက်ကြော်လေးဒါကတော့မြစ်ကြော်နော်ကြော်နှစ်ကြော်နော်ဟင်းတော့မရှိဘူးနော်ကစုံရွက်ကြော်ရှိမယ်မြစ်ကြော်ရှိမယ်မှာတို့စရာတွေကတော့ဒီမှာဒညင်းသီးတို့မယ်ဒီမှာဒါကတော့ဒီမှာတော့ကျန်ငါးသီးတွေပြုတ်တာဒါထီကယုံဒီမှာခရမ်းပြုတ်သီးမယုံပရီသီးမှန်နော်တို့စရာတော့အစုံပဲအဓိကကြတော့တို့စရာကိုအားထားစားဆိုတော့ကဲဒီမှာထွန်းချောင်းငပိချက်ကလေးနဲ့ငပိရီတို့စရာနဲ့အဓိကထားစားနော်ကုန်းစဲလေးတို့ကကြတော့ဟင်းမရှိတဲ့ငပိရီတို့စရာနဲ့ငပိရီကောင်းတို့စရာကောင်းနဲ့ဆိုရင်ဟင်းမလို့နော်တချို့ကကြကုန်းစဲလေးပြောကြနော်ဟင်းထက်မစားကုန်းစဲလေးတို့ကကြဟင်းထမင်းဝါမှာဟင်းကိုသီးတန့်စားတာများတယ်လေဒါမှကြငငယ်လေးတွေအကျင့်ဖြစ်နေတာလေအမေတို့ကကြတော့ထမင်းတွေပါဝါပြီးပြီးဆိုမှဟင်းကိုသီးတန့်ခတ်စားတဲ့အကျင့်ဖြစ်နေအဲ့ဒါတချို့ line ပေါ်မှာကုန်းစဲလေးဟင်းကြတော့ခတ်မစားဟင်းကြခတ်မစားအမြင်နဲ့ပြောနော်ဒီမှာထမင်းနဲ့ဟင်းနဲ့နေပြီးသားအစင်းနဲ့နော်ကဲဆွဲပြီနော်ကဲအားလုံးလာစားကြပါနော်အားလုံးလည်းကျွေးပါတယ်နော်ကဲလာစားကြပါမှာထီကရုံကုံစင်းတွေထီကရုံအရင်ကြိုက်ပါတယ်လို့နော်ထီကရုံကကြတော့ထမင်းစားလို့မိန်တယ်နော်ဟုတ်ပါကဲထမင်းမိန်နဲ့စားကြလို့ဆိုရင်ကုံစင်းတွေစီကိုလာခဲ့ကြပါလို့နော်ကျဲကဲအဓိကတော့ငပိရကောင်းလို့ဆိုရင်စက်သားဝက်သားမလိုပါဘူးလို့နော်မြို့မှာကြတော့စက်သားဝက်သားဆိုတာတော့လူတိုင်းပတ်စံမရှိတဲ့ရွက်ချက်စားနိုင်ရနော်ဟင်းမစားကြလို့နေရတဲ့အရန်ပူတယ်နော်ဟင်းနေတယ်သမင်းနေဟင်းနေတယ်စားမကောင်းနော်ဒါကြောင့်မလို့ကုန်းစင်တွေကငပိရတို့စားကောင်းတယ်ပဲအများစားဟမ်ဝမ်းပြုတ်ပြီးကျပါကဲလိုင်းမော်တငယ်ချင်းနဲ့အားလုံးနော်အမေစားလို့မကောင်းလို့ဆိုရင်ကုံသိန်းတွေလေးအိမ်ကိုကြွခဲ့ကြပါလို့နော်ကုံသိန်းတွေလေးကအားလုံးရှက်ချက်ကြည့်ပါမယ်လို့နော်ကုံသိန်းနဲ့ကြော
对，阿龙吃饭呢？那公司有时他们来撒家吧，都阿龙配合吧呢。公司有时他们来撒家的时候，公司这里，我那边讲公司这里搞嘛电塔吧呢。cái阿龙在这里拉撒有吧嘞，那公司这里阿龙米扎住咯，或者呀那吃住吧没咯。但讲公司个比例呢，喏，多家刚刚的呢，是不是吃住吧没咯？拿钱先哩呢，喏，阿龙吃住吧没咯？阿龙来来配合来吧喏，阿龙吃的呢，拜拜。